င်္ဂလာပါရှင် ES2K ဘလော့မှာကြိုဆိုပါရရှင်ဒီနေ့မှာကတော့အိမ်မှာလွယ်တကူတုတ်စားဖြစ်နေတဲ့ကြာစံတုတ်လေးကိုတုတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးကြာစံကိုနိုင်ဝက်တနာရီရေစင်ပေးပါမယ်ရှင်ရေစင်ကြီးတဲ့အခါမှာတော့အရှင်လေးတက်တက်ဦးရှိတဲ့ကိုကြာစံလေးတွေထည့်ပေးပါမယ်ရှင်ကြာစံလေးတွေကိုပြုတ်တဲ့အခါမိမိနှစ်သက်တဲ့အနေထားရောက်လို့ရှိရင်ကြာစံလေးကိုရေစီချနိုင်ပါပြီရှင်အားလုံးပြီးရင်တော့ကြာစံတုပ်ဖို့ပြင်ဆင်ပါမယ်ရှင်ကြာစံလေးအနည်းငယ်ထည့်ပါရရှင်ဂေါ်ဘီနင်းငယ်မိမိကြိုက်နှစ်သက်တယ်ဆိုရင်တော့ရှော့ရွက်နင်းငယ်ထည့်ပေးနိုင်ပါရရှင်ပဲမှုန့်နင်းငယ်ထည့်ပါမယ်ရှင်စီချက်လေးအနည်းငယ်ထည့်ပါမယ်ရှင်အရသာမှုတ်နင်းနင်းထည့်ပေးပါမယ်ရှင်ပစုံချောင်းမှုတ်အနည်းငယ်ထည့်ပေးပါမယ်ရှင်မကြီးအနည်းငယ်ထည့်ပေးပါရရှင်ငန်းပြားကြီးအနည်းငယ်ထည့်ပေးပါမယ်ရှင်ဒီစုကကြာစံတုတ်တဲ့အခါမြူတီချက်မှုမေးသွားတာဖြစ်တဲ့အတွက်မြူတီချက်မှုအနည်းငယ်ထည့်ပေးပါမယ်ရှင်အားလုံးထည့်ပြီးတဲ့အခါမှာတော့တမအောင်နေပြီလို့ရှိရင်တော့အရန်စားလို့ကောင်းတဲ့ကြာစံတုတ်လေးရပါပြီရှင်